လူဖြစ်တယ်မဖြစ်တယ်ဆိုတော့ဆရာဝေဖန်ကြစို့လို့အစောပိုင်းမှာပြောချင်ပါတယ်နော်ကိုယ့်ကိုယ်လူဖြစ်တယ်လူမဖြစ်ဘူးဆိုတော့ဆရာကိုယ့်ကိုဝေဖန်တဲ့ဉာဏ်လေးဆရာဘုန်းကြီးကပေးပါမယ်ကိုယ့်ဝေဖန်တဲ့ဉာဏ်ကဘယ်ဉာဏ်ပါလိမ့်မလဲလို့မေးထုတ်တော့ခန္ဓာကိုယ်ကြီးကခန္ဓာ၅ပါးရှိခန္ဓာကိုယ်ကြီးကိုကြည့်လိုက်တဲ့အခါကျတော့ဘယ်ဟာလေးကြည့်လိုက်ရုပ်တရားကြည့်လိုက်လဲဖြစ်မှုပြတ်မှုပဲရှိဝေဒနာကြည့်လိုက်လဲဖြစ်မှုပြတ်မှုပဲရှိသင်ညာဆိုတဲ့မှတ်သားမှုလေးကြည့်လိုက်ပြန်လဲဖြစ်မှုပြတ်မှုပဲရှိသင်္ခါရဆိုတဲ့စေတနာလေးသရာလေးတွေကြည့်လိုက်ပြန်လဲဖြစ်မှုပြတ်မှုပဲရှိဘယ်စိတ်ပေါ်ခြင်းတဲ့စိတ်အာယုံတော်ရတိုက်ဆိုင်လို့ပေါ်ပြန်လဲဖြစ်မှုပြတ်မှုပဲပေါ်ပြီးပြတ်တာအဲ့ဒါလေးတွေကိုမြင်လို့ဩဒါဒီခန္ဓာရှိကဖြင့်ဖြစ်ပြပဲမိမိညာကကြည့်ကြလဲဩဖြစ်ပြရှိလို့ဖြစ်ပြသိတာပဲဆိုပြီးဒီကာလနေကြမယ်ဆိုရင်ဖြင့်မျက်စိနှစ်ကွန်းအလင်းရတယ်ကိုမှတ်လိုက်ပါမျက်စိနှစ်ကွန်းရှိတော့ရှိတာပဲဗျာတပည့်တော်မိဘရိုးရမျက်လုံးကြီးနဲ့သာကြည့်နေရတော့အရိယာများပေးတဲ့မျက်လုံးကမကြည့်ရပဲဖြစ်နေတော့တပည့်တော်ဖြင့်ရှိပင်ရှိ냐ဆိုတော့မမြင်ပဲနဲ့သားမှသမီးမှဆွေမှမျိုးမှနဲ့ပဲအချိန်ကုန်ပြီးဒီကလာသေဆုံးသွားကြမယ်ဆိုလို့ရှိရင်ဖြင့်မွေးတွေကအကန်းလေးမွေးလာပြီးသေတော့အကန်းလေးခေါင်းတဲ့ရောက်ရရဲ့မှန်ပါပါသိနေနာပါမှန်ပါပါမွေးတော့ကပါပါလိမ့်မယ်ခေါင်းနဲ့သွားတော့ဩဒါကြောင့်ဘုရားကအန္တဘုထုဇဉ်ကမ်းတဲ့ဘုထုဇဉ်ကွာဩမတကဘုထုဇဉ်ကွာယူတဲ့ဘုထုဇဉ်ကွာဒါဖြင့်ဒကာဓမ္မတို့ဘာနဲ့တူပါသလဲနှုံတော့မေးတဲ့အခါကျတော့တီကောင်များမျက်လုံးမပါမွေးကြတဲ့မျက်လုံးမပါဘဲနဲ့သွားပြီးပြီးဒီကလာသေမိသေးရသူများပါးစပ်ထဲသောတကောင်ကြောက်ကြရင်ကျင်းကြရင်သောတကောင်သေချရှာတယ်ဆိုတော့ဩအကန်းလေးမွေးမို့အကန်းသွားမိသွားအကန်းသေးပြီးဒီကလာလမ်းဆုံးရလေရဲ့လို့ဆိုလို့ရှိရင်လည်းဒီကောင်းပေါ်မှာဒီတိုင်းပြောဖို့ပဲမှန်ပါဗျာဒီမှာလည်းဘုန်းကြီးတို့ဓမ္မတွေမှာဆရာဘုန်းကြီးပေးတဲ့မျက်လုံးကိုတက်ပြီးမကြည့်ဘုရားပေးတဲ့မျက်လုံးကိုတက်ပြီးမကြည့်ပဲနဲ့တသားလေးမှသမီးလေးမှမိမိကိုမှတကယ်မိမိကိုပဲလို့သင်ပြီးကြလားဖြစ်မှုပြမှုတွေမမြင်မဲနဲ့သေသွားရမယ်ဆိုရင်ဖြင့်ခေါင်းကဒီကောင်မှတိရစ္ဆာန်ပဲသွားတော့တိရစ္ဆာန်သွားတာသေတော့အဲ့ဒါကြောင့်ဓမ္မတို့ကိုယ်သေသေးချာချာဝေဖန်ကြည့်တော့မှရှိတဲ့လက္ခဏာရေး၃ပါးအိစ္ဆဒုက္ခအနတ္တဆိုရရှိတယ်ဖြစ်ပြပါပဲပေါင်းလိုက်တော့အဲ့ဒါမသိပဲနဲ့ဓမ္မတွေသိမယ်ဆိုလို့ရှိရင်တိရစ္ဆာန်လေးမွေးတိရစ္ဆာန်လေးသက်ရှိနေတယ်တိရစ္ဆာန်တွေသေသွားလေရဲ့ဆိုလို့ရှိရင်တခါကျွယ်မငင်းနဲ့တော့နော်ဒီတိုင်းပြန်သွားလို့အဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေမှာတဲ့ဒီအမြင်မှန်လေးရဖို့ဖြင့်ကြိုးစားကြစမ်းပါဆိုတာတိုက်တွန်းရခန္ဓာကိုယ်ရဲ့ဖြစ်ပြီးပြတဲ့ဥဒိယဝေယရှိပါတယ်ဥဒိယဝေယရှိတာကိုဥဒိယဝေယသိတဲ့ဉာဏ်လေးနဲ့သိကြမယ်ဥဒိယဝေယမုန်းတဲ့ဉာဏ်လေးနဲ့သိကြမယ်ဥဒိယဝေယထုံးတဲ့ဉာဏ်လေးနဲ့သိကြမယ်လို့အခုပြောတဲ့စကားသုံးလုံးကိုဓမ္မတွေဒီဥဒိယဝေယထုံးနဲ့သိကြမယ်ဆိုရင်ဖြင့်ပုရုဇဉ်ကာမဝေညာဆိုလေအလယ်ပိုင်းမှာမျက်စိနဲ့ကွယ်ညာမျက်စိအလင်းရတော့သိတဲ့အခါကျလို့ရှိရင်ဖြင့်ဩအသေးကောင်းပဲအလင်းရပြီးဒီကရာသေသွားတဲ့အတွက်အပယ်လေးပါးဖြင့်မလားရပေဘူးလို့ဆိုတဲ့အဓိပ္ပာယ်ဟာသေချာတက်ရောက်ပါလေဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေဒီတရားမျိုးကိုရှားလဲရှားတော့ကျိုးလဲကျိုးစားပြီးဒီကလာဩဓမ္မသာလည်းအလင်းရတဲ့တရားပါလားဓမ္မသာလည်းအမြင်မှန်ပါလားဆိုပြီးဒီကလာ
ဒကာဓမ္မတို့ကိုယ်ရှိနဲ့ကိုယ်ခန္ဓာရှိနဲ့ကိုယ်ညာအသိကိုတခါတည်းတိုက်အောင်ကြည်စမ်းပါကိုယ်ခန္ဓာရှိနဲ့ကိုယ်ညာအသိနဲ့ကိုယ်ကဲ့သို့တိုက်အောင်ကြည့်လိုက်ပြီဓမ္မဖြင့်ဒကာဓမ္မတို့ကိုယ်ခန္ဓာကြီးကိုတကယ်ရှိကိုတကယ်ညာနဲ့သိပြီဓမ္မဖြင့်အမှန်သိဖြစ်ပါတယ်အဲ့ဒီကြတော့မှသမာဓိဋ္ဌိမျက်လုံးဖြစ်သမာဓိဋ္ဌိမျက်လုံးဖြစ်ပြီးဒီကရလာတော့သမာသင်္ကပ္ပမျက်မှန်ကောင်းရတယ်သမာဓိဋ္ဌိမျက်လုံးနဲ့မြင်တာသမာဓိသမာသမာဓိသမာဝါယမဆိုတဲ့မဲ့ခင်သုံးပါးအကူအညီနဲ့အရိယာမျက်လုံးဖြင့်စုံပေါ်မစွမ်းနိုင်ဘူးအဲ့ဒီတော့အရိယာမျက်လုံးနဲ့စုံပြီးဒီကလာဂိုင်းသူများမမြင်တဲ့နိဗ္ဗာန်ကိုပဲဖြစ်တဲ့အဆုံးဖြစ်တဲ့နိဗ္ဗာန်ကိုမြင်ပြီးသိရမယ်ဆိုတော့ဒကာဓမ္မတို့ပြုံးပြီးဒီကနေ့သိရတယ်မျက်မှောက်လို့ရှိရင်ဒီအမြင်မှမရဘဲနဲ့ဇုံလုံးကားလေးသိကြတော့မယ်ဆိုလို့ရှိရင်ဖြင့်တဲ့ဒီကနေ့ကြတော့နမိတ်တွေကခွင်းနဲ့ကြည်တယ်ထင်လို့ထင်ငရဲမိတွေမြင်လို့မြင်တောတွေတောင်တွေ၆တွေဂျာကြီးတွေထင်ချင်းထင်ငါဖြင့်အနေမနေခဲ့တဲ့အတွက်အသေးမဖြင့်သိရပြီဆိုပြီးဒီကရဒကာဓမ္မကံလိုက်ကြောက်လိုက်ညီးလိုက်ညူးလိုက်အော်လိုက်ကဲပါအောင်ယူပါအောင်မကယ်နိုင်ကြတော့ဘူးလားမယူနိုင်ကြတော့ဘူးလားဆိုတဲ့ကြောက်လုံးလားလုံးနဲ့သိသွားမျက်စိနဲ့ကွယ်လည်းမရပြီဒီမှာပြင်ကြောက်လုံးရလန်လုံးနဲ့သိတော့မဲ့သေးသိရတယ်ဆိုတာဘုရားကလည်းဟောခဲ့ဒါကြောင့်ဘုန်းကြီးတရားဓမ္မတွေပြုံးပေလေးသိသွားတဲ့ခါကြလို့ရှိရင်ဖြင့်တဲ့ဩသူတော်ကောင်းကိုပြုံးနေတာပဲပြုံးနိုင်ပါပဲမလေးကံရပြန်တော့လေနိဗ္ဗာန်မြင်တယ်မလေးကံမရပြန်တော့လေသုတိကနေနိဗ္ဗာန်ကူးမှဖြစ်လေသောကြောင့်သုကတိသမိတ်တွေမြင်ဩငါဒီအနေကောင်းနေကြလို့အသေးကောင်းပြန်သေးရတော့ဆိုပြီးပြုံးရှာတနည်းအားဖြင့်လည်းမြေအိုးတွေစွန့်ပြီးရွှေအိုးတွေကိုရမှာဖြစ်သောကြောင့်လည်းပြုံးရှာအဲ့ဒါကြောင့်ဘုရားခင်ကိုရမကြီးသည်အကျိန်ပေါင်း1992ကြိမ်တိုင်းတိုင်းဇာယထဥပဒနာရှုကြမာပမာဒထမေ့လျော့ကောဆိုင်မနေလိုက်ကြနှင့်ပစ္စာဇေယညောင်ဆုံးလျောင်းတဲ့အခါကာလကြမှာဝိပရိသရီနောနှလုံးမသာအချင်းရှိကြကုန်သည်မာဟုဝထမဖြစ်ကြကုန်နှင့်တရားဤဆိုခဲ့တဲ့စကားသည်ဝေါတုမာကံသင်္ချစ်သားတို့ဟာမာကံနာဖျက်၏အနုသာရဏီအကြီးကျယ်ဆုံးဆုံးမခြင်းပါပေသည်ဆိုတာအချိန်ပေါင်း1992ကြိမ်မှာဥပဒနာရှုကြကွာဥပဒနာရှုကြကွာမဲ့သေးသေးရလိမ့်မကွာဝိပဿနာမရှိရင်မဲ့သေးသေးရလိမ့်မယ်ဒါကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေကအခုတွေ့တဲ့အာယုံလေးတွေကိုအဟုတ်ချင်မနေပါနဲ့အခုတွေ့တဲ့အာယုံလေးတွေသားလေးငယ်သေးသမီးလေးလူလားမြောက်သေးအပိုတွေမလုပ်ပါနဲ့ခင်ဗျားတို့ကယ်မဲ့ယူမဲ့လူမဟုတ်ပါဘူးခင်ဗျားတို့ရန်သူကြီးစားတွေပါရန်သူကြီးစားကိုခင်ဗျားတို့ကဒါလေးကိုဘိုးဘွားပြေးလာလို့ဒီဘမြရင်ရဲ့တို့ခင်ဗျားတို့ယူရလေလေမိဘဝတရားတဲ့ပို့ပြီးတကလားယူရလေလေသိချင်းစိုးသိဖို့အထုတ်လေလေပဲကြောက်စရာမကောင်းအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေအခုအချိန်လေးဆရာတော်မောင်းနဲ့တွေ့တော့မပေါ့လိုက်နဲ့နော်ပေါ့လိုက်ပြီဆိုမှဖြင့်ဘုန်းကြီးပြောပြဓမ္မတွေသေကံဤငရနမိတ်တွေကချင်းတော့ချင်းလာတဲ့နမိတ်တွေငရဲရောက်သွားတယ်ငရဲရောက်သွားပြီဆိုရင်ငရဲသက်ကိုယဟန်တစ်ပါးကမေးငရဲသက်ဟာတခါကြဘယ်တော့ကြာပါလိမ့်မလို့ခင်ဗျာငါမပြောနိုင်ဘူးကွာမသိလို့လားလို့မေးတော့သိပါရဲ့တဲ့ရှည်လွန်းလို့မပြောနိုင်ဘူးဓမ္မတွေတစ်ချက်တည်းရင်ပြန်တက်ဖို့ရှိသေးမဆိုးပါဘူးလားအဲ့ဒါကြောင့်ခင်ဗျားတို့ကအသိဉာဏ်သမင်ညနေတော့တိုက်ကြီးတယ်လို့ကားရှိတယ်စိန်တွေသေးတွေဝမ်းညာလို့ဘုံတိုက်ကြီးတွေဖွင့်ပြီးစီစီတွေနဲ့ဘုံငွေတဲ့ငယ်ရမဏကောင်းနေရင်ခင်ဗျားတို့ကဩကျိုးပေးတန်လိုက်တာဘယ်ဟုတ်
လောကီကျိုးဝေးတော့ခန္ဓာပေါ်လောကုတ္တရာဘက်ကမဉ္ဇဉ်ဘုံညာတားနေတာလောကုတ္တရာဘက်ကကြည့်လိုက်တော့မဉ္ဇဉ်ဘုံညာတားနေတယ်ဆိုရဲဘယ်လေးပါးတကားကပွင့်ရှင်းမလားအဲ့ဒါဒကာကျွယ်ဓာတ်အဖို့ရင်းလို့အပေါ်ဟုတ်တယ်မဟုတ်တယ်ဒကာဓမ္မတို့ဒီပစ္စည်းတွေဒီဘက်ကသိန်း100လောက်ပုံထားဒီဘက်ကသိန်း100လောက်ပုံထားကြားတဲ့မမာကြည့်တော့မှဒီပစ္စည်းတွေရေတခုလာပြီးဒီကလည်းရင်ထဲပုံနေတာအေးအောင်လည်းမတတ်နိုင်ဘူးအနာသက်သာအောင်ဘာမှမတတ်နိုင်ဘူးဆိုကြပါဘူးအဲ့တော့မတတ်နိုင်တော့မတတ်နိုင်တာတွေတကယ်ကျွယ်တော့ကရှားပြီးစုဆောင်းနေသလားလို့မေးလို့ရှိရင်ဖြင့်ရှင်ဗျာမှားနေတာပဲအဖြစ်မထွက်ရဘူးအဲ့ဒါဒီမှားတဲ့ကိုလည်းမှားတာတော့မသိခင်ကမှားတာမှားကြပါစေရောမသိတဲ့လူကမှားမြဲပဲမှားပြီးသိတဲ့အချိန်မှာမှားတဲ့မရှိစီနဲ့မှားပြီးသိတဲ့အချိန်မှာအခုဒီကဓမ္မတွေကဘုန်းကြီးအမြည်ရတွန်းတယ်လည်းမောင်းမေပါနဲ့ဘုန်းကြီးစိတ်ထားပြီးဒီကလာပြောတယ်လို့လည်းခင်ဗျားတို့ကအပြစ်မတင်ပါနဲ့ခင်ဗျားတို့အကျိုးသက်သက်ကိုပြောတာလို့ကမှတ်ပြီးနားထောင်ပါအဲ့တော့သိပြန်တော့လေအလုပ်တွေကဗျာကျယ်လုံးတော့အသိရှိသိခဲ့နေပြီဆိုတော့ဩသေကံကြီးတော့တကယ်တရားသွားတော့ခက်နေပြီကျုပ်မသေးပြစီနေအောင်ဆိုလို့ရတယ်အဲ့ဒီအပူတွေကိုလည်းမသုံးပါနဲ့သိကြည့်လိုက်တာပါသေရဒီပစ္စည်းတွေကမပြီးမပြတ်သေးလို့စင်းမချုပ်အင်းမချုပ်နဲ့ရှိနေသေးလို့ကျုပ်ဆိုင်ခွင့်ပေးပါအောင်လို့ရတယ်မရပါဘူးဒါကြောင့်ငါတို့ဒီကားလို့ဆိုလို့ချင်းကိုးစားရအားထားရဆိုလို့ချင်းသူတို့နဲ့ရိုးရိုးဆောင်ပေးပြီးသေမင်းတားနိုင်ဖို့ဝတ္တရားရှိပါတယ်ယခုတော့ဒီလိုဖြစ်နိုင်ရဲ့လားအဲ့ဒါကြောင့်ဒကာဓမ္မတို့ခင်ဗျားတို့ဒီခုမှအဝိဇ္ဇာကဖုံးလို့မေ့လို့ပါခင်ဗျားတို့ရွှေသေးကြီးတွေစัจ java တွေမင်းကြီးတွေမန္တမင်းကြီးတွေဖြစ်ဘူးလားပါဘူးနိဗ္ဗာန်တော့ပြန်မရခဲ့တာအမှန်ပဲယခုတော့ပြန်ဒကာဓမ္မတွေခန္ဓာကိုယ်ကြီးကဒီလာကြတယ်မှန်လေလာလာတောင်းမျိုးကလာလာဝေးကပဲလာကြအကုပခန္ဓာကြီးထမ်းပြီးလာကြတယ်မသိခင်ကြတယ်ပြန်တော့မှဘာထမ်းပြန်ညဩခမည်းတော်ကခမည်းတော်တော့ဖြင့်သွားနိုင်သေးလို့လာနိုင်သေးလို့တော်သေးရဲ့လို့အောင်းမိကိုယ့်ဟာကိုယ်အရိယာမျက်လုံးတိုက်ကြည့်လိုက်တော့အတုပါတွေထမ်းပြီးလာခဲ့ကြတယ်အတုပါတွေထမ်းပြီးနောက်ဘဝတွေဒီလိုမျိုးဖြစ်အောင်မယ်ဆိုလို့ရှိရင်သူကောင်တန်းတစ်ပါးဘဝဖြစ်မှကိုလူရည်ကျွရည်မမြင်သေးပါဘူးခင်ဗျားတို့ဇွန်ဆောင်လားဇွန်လာလားမှသူကောင်တန်းလို့အောင်းမယ်ကိုယ်ကသူများဟာထမ်းတယ်သူ့ကိုယ်လည်းသူထမ်းတယ်သူများကလည်းထမ်းတယ်ဘုရားနှစ်ဖက်ထမ်းပေါ့ဒီကတော့ကိုယ်ထမ်းတယ်တနည်းကိုယ်သားသမီးလေးတွေကိုပွေ့ချီပြီးဒီကလာတော့မထမ်းရဘူးကိုယ်သားသမီးလေးတွေကလည်းအတုပါပဲကိုယ်ထမ်းတဲ့ပုဂ္ဂိုလ်ကဩဒါဖြင့်မထူးခြားတာပါထူးခြားလေအဲ့ဒီဇတ်တွေကိုတရားဓမ္မတို့အရိယာမျက်လုံးတက်ပြီးအရိယာပုဂ္ဂိုလ်တွေကကြည့်လိုက်တဲ့အခါကျတော့ယွန်လွန်းလို့ဆက်ဆုပ်လွန်းလို့ဒီအတုဝခန္ဓာကိုယ်ကြီးဘယ်တော့မှစွန့်ရပါမလို့ဆိုတာယန္တာဖြစ်တဲ့နေ့ကစပြီးညီလုံးများထုတ်ကြသူကောင်တန်းဘုရားလွတ်ချင်လို့ဒီတရားဓမ္မတွေအဆွေတော်လည်းကိုယ်တည်းစိန်တော်လည်းများတွဲလည်းနဲ့များထမ်းရမယ်ဆိုလို့ရှိပြုံးများထမ်းလိုက်တယ်အမလေးယူချက်သံလိုက်တဲ့ဖြစ်ချင်းမှမပြောပါနဲ့တော့တကယ်ကြောပဲနဲ့တော့ဆိုရကြအဲ့ဒါကြောင့်တရားဓမ္မတို့အရိယာမျက်လုံးတက်ကြည့်လိုက်တဲ့အခါကျအတွင်းမှာရှိတဲ့ကျင်ကြီးကျင်ငယ်ဒါတွေအပြည့်သွေးသလိုက်ကြီးအကုန်မပါဘူးသွားရချထားခဲ့ရရသလားဆမ်းမသွားရဘူးဒါဖြင့်ခင်ဗျားတို့ဘာတွေများဆမ်းလာကြတော့မေးမင်းတို့ပြောပါတော့ပြန်တော့ဘာတွေဆမ်းပြန်ညဒါဖြင့်တရားဓမ္မတို့ကျွတ်တော်ဒီကားလို့ရှင်အရိယာမျက်လုံးတက်ကြည့်တဲ့အခါကြလို့ရှင်ဖြင့်အတုပသံသမာကောဖြင့်ကြောပါဖြစ်နေပါဒါဖြင့်ဒီဟာကိုကျွတ်ဖို့လုပ်ဖို့ရေးရဖြင့်
ကျွတ်တို့ဖြင့်ဒီမျိုးတဲ့မဖြစ်ပြစီနဲ့ရိုင်းတင်းတိုင်းမှာသုဘဇာတိရှိလို့ဒီမျိုးတဲ့မဖြစ်ပြစီနဲ့ဆိုဒီခန္ဓာမဖြစ်ပြစီနဲ့ဆိုမှကြိုက်ရှင်းမလားဘာမဖြစ်ပြစီနဲ့ဆိုမှကြိုက်ဒီခန္ဓာမဖြစ်ပြစီနဲ့ဆိုတော့ဒီအတုပဒုက္ခသစ္စာကြီးထိုင်းရသေးရဲ့နိဗ္ဗာန်ဆိုတာတရားဓမ္မတို့အတုပလည်းမရှိဘူးဒုက္ခသစ္စာလည်းမရှိမှလည်းချမ်းသာမှုတက်တက်၊ပါရှင်းမှုတက်တက်နဲ့နေတာနိဗ္ဗာန်ကိုမှတ်လိုက်ကြပါရှင်းပြီနော်အဲ့ဒီနိဗ္ဗာန်ကိုတရားဓမ္မတွေကဒါရင်ဗျာတပည့်တို့ယခုရှင်ဘုရားမျက်လုံးတက်ပေးတာနဲ့ပဲအလားလည်းကိုယ့်အတုပကိုထမ်းလာခဲ့ရတယ်ပြန်လဲကိုယ့်အတုပကိုထမ်းပြန်ရတယ်ခရီးဝေးလို့ကျင့်ပြန်ထမ်းပြန်ဆိုတဲ့မော်တော်ကားနဲ့ထမ်းပြန်ရတယ်ခရီးဝေးတော့တကယ်ကြောဘာနဲ့ထမ်းလာခဲ့အမှန်ကြရမော်တော်ကားလင်းကောင်းတာဆိုသိနိုင်တာနဲ့ထမ်းစဉ်ကငါထမ်းစဉ်ကကျဲတည်ရှိတယ်ဆိုချင်းနေတော့လွယ်ပါလေရိပ်ပြီဗလားအဲ့ဒါဘယ်သူမှကျဲတည်မရှိဘူးမှတ်ပါလက်စီလက်ထမ်းခြင်းမကားရှိတော့ဘာတွေထမ်းကြလို့လဲတော့အတုပါရိပ်ပြီအဲ့ဒီအတုပါထမ်းတာခြင်းပဲမသိသေးတဲ့အရိယာမျိုးလုံးမတတ်ရသေးတဲ့ပုဂ္ဂိုလ်ကသူထမ်းစဉ်ကသာကလေးလို့ငါထမ်းစဉ်ကခေနောက်ပေါ်နံပါတ်အဆုံးဆိုပြီးဒီကလာကားမျိုးကိုပုံမျိုးမျိုးပြပြီးရောင်းစားတာကိုထမ်းစဉ်ကောင်းများရွေးပြီးဒီကရွေးကားလေးစီးသေးတယ်ဗျဆိုးဘူးလားဘောင်းတာထမ်းစဉ်ရွေးတာဘာရွေးတာဒါနာပြောတာလားအမှန်လားစဉ်းစားမိပြီလားအဲ့ဒါကားစီးတဲ့လူပေါင်းဆဲစီးတဲ့လူပေါင်းကဩခန္ဓာကြီးကလည်းအတုပအောက်ကစီးလာတဲ့ထမ်းပြန်တဲ့အတုပနဲ့ပြန်မဟာတာအမှန်ပဲဟာခင်ဗျားတို့ဒီထမ်းပြန်တစ်ခုကိုရိုင်းနေခြင်းကအိမ်များပြန်ထမ်းတယ်လို့ရှိသေးတယ်ဘာဖြစ်လို့ထမ်းစဉ်မို့ဗျာရှင်းမလားခင်ဗျားတို့ကားလေးတော့တိုက်ကလေးတော့ခတ်လို့အမှားတကကျတော့ဖြစ်နေတာဘထမ်းပြန်ပြန်သိမသာဖို့တတိထမ်းစဉ်တော့သွားပို့လိုက်ကျန်လာတော့ထားရခဲ့လားဒီကားကိုအိမ်တိုက်ကလေးတော့ခတ်ပြီးသိမ်းပြန်ဒါကအရိယာနှလုံးမတတ်သေးခင်တော့ပြန်ထမ်းစဉ်ဖြစ်တယ်မသိသေးတဲ့ကတွေ့ထမ်းတဲ့အတုပါလေကဲအခုတော့ပြန်ဩခက်ပေါ်ဘူးစီးပြီးသွားနေရတာထမ်းစဉ်ပါလားစီးနေတဲ့ပုဂ္ဂိုလ်ကလည်းသူ့ပါလားအတုပါလားဒီလိုဒီထမ်းစဉ်နဲ့ဒီအတုပါနဲ့ဘယ်တော့မှခွဲရပါမလဲအရိယာနှလုံးတက်ကြိတ်တော့80ကောင်းလို့သဘောကျဒါကြောင့်ဘုရားခင်ကိုရဏကြီးများကြတော့ပရိသမီရပတ္တတွေဇာနာလိုက်ပုဂ္ဂိုလ်တွေကြတော့တကယ်ကျွယ်ထမ်းစဉ်ရှာသေးသလားကိုယ်ရဲ့လဲဆန်းလောင်နဲ့ဗြဟ္မမြင်နဲ့ရောက်ပါထမ်းစဉ်ပါသေးဘယ်နဲ့ကြောင့်မပါပါလိမ့်မလို့လို့မဲတဲ့ခါကျတော့မှသူတို့မှာတော့ဖြင့်ဒကာဓမ္မတို့ကိလေသာယံသူတွေကဝင်းထဲမှာငြိမ့်နေတော့ကြောင့်အငြိအကျေးတွေမရှိတဲ့အတွက်ဝဲတဲ့လေဆန်းလောင်နဲ့နတ်ပြည်သွားလဲရောက်ဗြဟ္မပြည်သွားလဲဒါသုဘခန္ဓာကိုယ်ကြီးဖြစ်နေတဲ့အတွက်ဒကာကျော်မရောက်လို့ဒီတော့သမ်းနဲ့ခန္ဓာတောင်မှကာကျိုးမတတ်တစ်ခါတည်းဖြစ်သေးဖြစ်ဘူးလားဖြစ်အတုပခန္ဓာကိုယ်ရေးကျေးဇူးဝေးတာများလုံးလို့ဆိုလို့ရှိရင်ညင်းကြလို့သေးလားဒါကြောင့်ဒီဆရာဘုန်းကြီးကဒီဇတ်တွေသမ်းစဉ်နဲ့အတုပဇတ်ကိုဖြင့်သက္ကံပမသာလေနိဗ္ဗာန်ဆိုတဲ့အရတ်တို့ရောက်တော့မှာပဲနိဗ္ဗာန်မှာသမ်းစဉ်လည်းမရှိဘူးအတုပလည်းမရှိဘူးကြွယ်အရောက်သွားတယ်မသွားရင်တော့ပါသမ်းစဉ်ရှားရတဲ့စိတ်ကလည်းမသေးတာဘူးနော်ကြွယ်သေးပါမသေးဘူးအခုခါမှာ2000-3000တန်တဲ့ကားဆိုလို့ရှိရင်တိုင်းဆင်ရမှာပြင်းမဲ့ဝယ်မဲ့ဆို2000-4000ဖြစ်မဲ့9000ဖြစ်မဲ့9000ကြောင်ရှိတယ်အစရှိသည်နဲ့အမျိုးမျိုးပုံပုံပေါ်နေပါတယ်ဒါကြောင့်ဒကာဓမ္မတို့ဒီဥစ္စာသမ်းရင်ရှားတဲ့ကိစ္စဟာလေဘာကြောင့်တုံးလို့တော့အတုပါကြောင့်ဟာရိပ်မိကြသမ်းရင်ရှားတာဘာကြောင့်ပါအတုပါခန္ဓာကြီးကဒကာဘုနာကျရင်မလိုက်တော့ဘူးလို့ဆိုပြီးသူကကြီးလို့ကြီးဘုနာကျချွတ်ဆက်ပြီးကထိုင်တော့မဲ့ပုံလဲတော့မဲ့ပုံရိုင်းတော့မဲ့ပုံရွဲတော့မဲ့ပုံပြုံးနေပဲလေဖမ်းတော့မဲ့ပုံမို့အတုပခန္ဓာကိုယ်ကြီးဒုက္ခသစ္စာခန္ဓာကိုယ်ကြီးအတွက်တကားကျွဲအလွန်ပင်မောင်းရှားပါလေမရှားရဘူးလား
ဒါဖြင့်ဒီအတုပဇမသိမ့်တွေကာလပတ်လုံးထမ်းပြန်ဝယ်ပေးတဲ့လောကဇသိမ့်နိုင်ပါရှင်းကြဒါဖြင့်ခန္ဓာဇသိမ့်မှငြိမ်းရတဲ့နိဗ္ဗာန်ရောက်မယ်ဆိုတာလည်းပေါ်တော့ပါပြီပေါ်သေးဘူးလားအဲဒါဖြင့်ငြိမ်းရတဲ့ဇတ်ဟာတခြားမဟုတ်ပါဘူးကိုယ်ခန္ဓာခဏကပြောခဲ့တဲ့အရိယာမျက်လုံးသုတ္တဝါအရိယာသာဝကောဆိုတဲ့အတိုင်းသုတ္တဝါအကြမ်းမြင်များတော့အရိယာသာဝကောအရိယာသာဝကဆိုတဲ့အကြမ်းမြင်များတဲ့အရိယာမျက်လုံးတက်ကြည့်လိုက်တော့မှကိုယ်ခန္ဓာအတုပဒုက္ခသစ္စာပေါ်လာတော့မှပေါ်တဲ့အချင်းရာကိုသိတော့မှဟောအတုပဒုက္ခသစ္စာပါလားလို့ရှင်းဆိုမြန်လာပြီးတော့အတုပဒုက္ခသစ္စာကြီးတဲ့တရားကဩညွန်ကြမုန်းကြပါလားဆိုတဲ့ဒုတိယဉာဏ်ကြီးတက်လာဒီအတုပဒုက္ခသစ္စာကြီးနဲ့ဥစ္စာကွဲမှပဲမလို့ကျင်မှပဲတော်မှပဲဆိုရင်မဉဏ်တက်အဲ့ဒီမဉဏ်တက်လာတော့မှခန္ဓာကြီးပါကိုပြောက်တော့ရှင်းခန္ဓာပြောက်တော့အကောင်းပြောက်တာလားဆိုးပြောက်သွားတာဒါကြောင့်ခင်ဗျားတို့ကခန္ဓာပြောက်သွားတယ်နိဗ္ဗာန်မှာခန္ဓာမရှိပါဘူးဆိုတော့အဆိုးပြောက်သွားတာဝန်ပါရမယ်ခင်ဗျားတို့ကဘာမှမရှိတော့ခက်တော့တာဘယ်လိုယူခြင်းနဲ့ယူလိုက်သင်တို့တော့အဆိုးပြောက်ပြီးတဲ့ကာလအကောင်းကြီးကြံရတာကိုဆိုပါတယ်ရှင်းမလားခိုင်းတာဖြင့်ဒီဥစ္စာကိုတော့ဖြင့်ဒကာဓမ္မတို့အလုသဘောနဲ့မှပဲမြင်အောင်ပြောနိုင်မယ်အလုသဘောမပါရဲ့ဟောရရနဲ့တော့မရဘူးဟောရရနဲ့တော့ဖြင့်ဒကာဓမ္မတွေဘယ်နည်းနဲ့မှကိုယ်ခန္ဓာအတုပဒုက္ခသစ္စာလို့မသိပါဘူးခိုင်းတာဖြင့်ဒီစိုက်ကြည့်ကြတဲ့ဆရာဘုန်းကြီးသတိပေးတော့နော်ဒီကနေပြီးကာလဒကာကျော်တို့တိတ္တရထားတဲ့ရွှေရင်ငွေတွေစိန်နေမြတွေပေါ့ဗျာဒါရွှေရင်ငွေတွေစိန်နေမြတွေကလည်းတိတ္တပဲဆိုလိုက်ပါလားဒီကနေပြီးကာလမနောလေးနဲ့သွားပြီးချိလိုက်ပါသွားပြီးသူ့ပဲလှည့်လိုက်တော့ဒီဖောက်ကဆိုတဲ့ဓမ္မလေးပေါ်လာဘူးဩဒါအိယာတွေကနေသွားချိထိရတဲ့အခါဖောက်ကပြည့်เสียဆိုတော့ဩကဒီလောက်ရှိလို့ရှင်းဖြင့်ဒါတွေပိုးတွေဝယ်ပြီးရှင်ငါပြောအများဆုံးဘယ်လောက်ပဲဆိုပြီးตายရတဲ့ဝေဒနာကိုလာတယ်နော်ဒါအိယာတဲ့တင်ပြိဿသမုပ္ပါဘယ်မှာလာတဲ့ပြိဿသမုပ္ပါဒကာဓမ္မတွေလည်းပြိဿသမုပ္ပါလဲရချာပါထိုင်ရင်လည်းပြီးပြောရင်လည်းပြီးဝေရင်လည်းပြီးဆွရင်လည်းပြီးကြည်ရင်လည်းပြီးအခုအိရင်မှတတ်တဲ့ပြိဿသမုပ္ပါလဲအောင်မယ်ဘယ်လိုဆိုရရှင်းဥစွာစိတ်ကြောင့်များဗမာနဲ့တွေ့တာကဘာပါလိမ့်ဩဒီဥစ္စာတွေဒီကားလို့ဆိုလို့ရှိရင်ဖြင့်တော်သေးရဲ့ဒါတော့ခန္ဓာရည်ရှိလို့တော်သေးရဲ့ဆိုပြီးဝန်တာတာကဘာပါလိမ့်ဝေဒနာဒါတော့ဖြင့်အရင်တော့ကြောက်ခံလို့မတော်ဘူးဆိုတဲ့တဏှာလေးရောဘယ်နည်းနဲ့လဲဆိုဒီဥစ္စာကိုတော့ဖြင့်ကိုယ်လိုထဲကဖြင့်ဖြောက်ပြလို့မတော်ဘူးအစားထိုးလာလို့ရှိရင်အစားထိုးတာနဲ့ပဲနေရပါပဲဆိုပြီးကြလားဒီကတော့အပြောင်းမခံနိုင်ဘူးဆိုတာကဥပါဒအဲ့ဒီကာယကံဝစီကံနဲ့ကိုယ်သားမတိုင်မင်းလို့တို့တော့ရှိတာပဲကွာအဲ့တော့ဒါဘယ်လိုရင်ဘယ်လိုနှီးမယ်ဆိုလို့ရှိရင်ဖြင့်ဘယ်လိုကျိုးရှိပါလဲဆိုပြီးသာအများတူတူများပြောလိုက်ပြီဒါကဝစီကံမို့ရိပ်နေကာယကံနဲ့များအိတ်နေနှိုးပြောလိုက်လေဒါကာယကံဒါကြောင့်ကာယကံဝစီကံကြောင့်အိယာကံပြိဿမှုကမလှည့်သေးဘူးလားကြည့်ဟောတာပြည့်เสียဝေဒနာပြည့်เสียသနာပြည့်เสียဥပါဒနာပြည့်เสียကာမဘောဆိုတော့ကာယကံဝစီကံလို့ဆိုပါတယ်ရှင်းညဩတရားဓမ္မတို့အိယာထဲမှာဗာများခမများတွေကြိုးစားနေကြကြုံလို့ဝဲတဲ့အခါတပည့်ရဗျာနေ့လေကအပယ်သွားတဲ့ကံတွေစုရတာအားမရသေးလို့အိယာထဲကြံစုတယ်ဗျာဘွားပြီတော့မသွားသေးဘူးလားတကယ်ဒီဥစ္စာအပယ်မသွားဘူးလို့ဆိုလိုက်ရနဖူးပေါ်လက်တယ်မှဒီကြံလုံးကလာတာဟုတ်
နေလေကတော့ဖြင့်ဒကာဓမ္မတွေကာယကံဝစီကံတွေကရှုပ်ပြီးဒကာရနေလို့စင်းမချုပ်နိုင်ဘူးညကြမှာစင်းထုတ်တဲ့အခါကျတော့ကံတွေကမြောက်နေလိုက်တဲ့ဖြစ်ချင်းမပြောပါဘူးသူကဘယ်ချိန်လာကြကြုံလို့မေးတဲ့အခါကျတော့ထုံးစံတိုင်းဖျားရှိခိုးပြီးအိယာကံဝင်လို့နဖူးပေါ်လက်တယ်မှအပေကောင်းမယ်ဆိုတဲ့ပြိဿမှုဘကလာတာရိပ်နေဘယ်ကနေပြီးသူပယ်သွားမယ်စိတ်ကူးပါလိမ့်မလို့ဆိုတော့အိယာတွေကသွားမယ်စိတ်ကူးဘယ်ကသွားမယ်စိတ်ကူးဩအိယာတွေကသွားမယ်စိတ်ကူးတဲ့ဆိုတာဒကာဓမ္မတွေကဒါတပည့်တို့ဘာပြစ်ရှိသလုံးလို့မေးကြတယ်မေးလို့ရှိရင်သီလအလိုအပြစ်မရှိပါဘူးသဘောကျဒါနအလိုမှာအပြစ်မရှိပါဘူးဘာဝနာအလိုမှာပြင်အကြီးဆုံးအပြစ်တဲ့နေပါပြီမနောကံကိုပြရှင်းကြလားဘာကံပါလိမ့်ဩခင်ဗျားတို့ကြောက်ကြကောင်းလိုက်တာလောကကြီးမှာကာယကံနဲ့လူသတ်လို့ရှိရင်လူတယောက်ကလူပေါင်း40ဓာတ်နဲ့ခုတ်ပြီးရင်ကိုယ်လက်တွေပါပြီးပန်းလာတယ်နဲ့မသတ်နိုင်ဘူးဝစီကံနဲ့မမဟုတ်ပြီးသတ်မယ်ဆို1900ပဲသတ်နိုင်တယ်မနောကံနဲ့သတ်မယ်ဆိုသတိုင်းတစ်ပြေလုံးသတ်တယ်ဒါကြောင့်ကံသုံးပါးဘယ်ကံအကြီးဆုံးဒါဖြင့်ခင်ဗျားတို့ကနေတဲ့ရောက်ဝယ်လာပြီးညကြမှာအကြီးဆုံးကံကျိုးစားအမလေးတရားဓမ္မတွေမသိတော့လဲလူအကြံစီမရှိမခက်ဘူးလားခင်ဗျာမခက်ပါဘူးတရားဓမ္မတို့အကြံစီရှိတော့ပဲသွားပါလေရင်းပြီလားခင်ဗျားတို့သိတာဒါတွေကိုပြင်ပေးနေရတာနဲ့ဘုန်းကြီးတရားဟာရှည်သွားဝိပဿနာရှုခိုင်းလိုက်ခဏလေးတို့တော့လေအားလုံးတရားဓမ္မတွေကဒီဖြစ်ကြအောင်တို့အဖြစ်ဆိုးကြီးလုံးနေပါလားဆိုတာမသိဘူးအဲ့ဒါနဲ့ဘုရားရှင်ကိုရမေကြီးကမှားရှာတာဝါတဲ့မင်းတို့ကြံတော့ကြံရပါလေကြံ့လို့ရှင်းဖြင့်တဲ့ဒီကာမဝိတ္တဆိုတဲ့ငါးပါးယုံကာမဂုဏ်တွေမကြမ်းမနဲ့ဗျာပါဒဝိတ္တဆိုတဲ့ရှုံးမလားမြတ်မလားဆိုတော့မကြမ်းမနဲ့ဝိဉ္ဇဝိတ္တဆိုတော့သူတို့ကဒီလိုဈေးချိုးလိုက်ရလို့ရှင်းဖြင့်ကိုယ်လည်းနေတော့အနာခံရမှာပဲနောက်မှမြတ်ထွန်းမှာပဲဆိုတဲ့ဝိဉ္ဇဝိတ္တတွေလည်းမလုံးပါနဲ့ကွာကြံခြင်းခန္ဓာကိုယ်ရဲ့ပေါ်တာဘာသစ္စာတုံးလို့တွေးစမ်းပါကြံခြင်းဒီလိုကြံပါလို့သစ္စာသံယုံမှာဟောတယ်ရင်းပြီတခါကျဒီလိုများကြံမိရလားဒါရင်အပေကောကိုကြံနေတာရင်းပြီဗလားအာရုံဓမ္မတွေဒီတိုင်းပဲဖြစ်ပါတယ်ဆိုတဲ့ဥစ္စာဖြင့်ဘုရားဟောပါဠိတော်နဲ့အညီကိုယ်ခန္ဓာရဲ့ဖြစ်စဉ်ကြည့်လိုက်တော့ဒီကံရောက်ပါလေမရောက်ဘူးလားဟိုဆွေးနေကြည့်ရင်းများလည်းအရင်လေးသွားတွေးလိုက်တာကအရင်လေးနဲ့သွားတွေးတာကဖတ်တာတော်လေးရဲ့ဆိုတာကငါဒါလေးဒီကားလို့ဆိုလို့ရှိရင်ဖြင့်သူ့မခင်ပဲနဲ့လုံးမလဲဆိုတာကသင်အောင်မကဘူးသူ့တော်ဖြင့်စောစောလန်းလန်းလေးကိုထားမှာသဘောကျဥပါဒံရှိတဲ့ပုဂ္ဂိုလ်ပြန်ပြန်အကုန်ဖြုံးလိုက်တယ်ပြီးမှအမြတ်ရှားရင်ပဲဆိုပြီးကြတဲ့ကာယကံဝစီကံတွေတော့တိုင်ပင်နှီးနှောတဲ့အလုပ်တွေမလုပ်ဘူးလားတကယ်သိဒါအိယာတွေကနေဘယ်သွားတာခြေကျန်သွားသလားတဲ့ဒကာဓမ္မတို့သိနေသွားနေတာခြေကျန်သွားတာမြင်မှုကြရဲ့ဒီမနောကနေပြီးပို့ချရင်ကံကနေပို့ချရင်ရိပ်မိပါလားဒါကြောင့်ဒီကံလေးအိယာထဲမှာလောက်တော့လေအိယာထဲကနေပြီးကြတာပဲသွားရမယ်သူတည်းကနေသေလုံးတော့ပေါ့ဗျာဒါဖြင့်ဒကာဓမ္မတို့ဘုရားကလည်းကြံချင်းကြံကြပါကွာပြိဿသမုပ္ပါကြံကြပါအခုပေါ်တဲ့တရားဘာသစ္စာပါလိမ့်အခုပေါ်တဲ့တရားဘာသစ္စာပါလိမ့်အခုပေါ်တဲ့တရားဘာသစ္စာပါလိမ့်လို့ကြံပါဘူးလားဘူးဘုရားခင်ကိုရမေကြီးကတော့ဖြင့်အိယာတွေကနေအပယ်သွားတာမကြည့်နိုင်လို့ကိုဟောရှင်းကြလားအိယာတွေကနေပြီးကဲဆုံးမရလူသေးတယ်ခင်ဗျားတို့ကပြန်တော်ရချက်ဖို့ဘယ်ပေါက်ကသွားရအပေတည့်ရိပ်ကြီးဆိုတဲ့အဓိပ္ပာယ်ရောက်တယ်တခါသိရရှင်းကြလားကိုင်းဒါဖြင့်ကြံကြဆိုတော့ဒကာဓမ္မတို့ကြံဆိုတော့ဥပဒနာရှုတာပါပဲဟိုကစိန်တို့မရတော့စိန်တက်တာမြတ်ရတာကိုဒီကနေဖတ်တာနဲ့သွားပြီးကြလားအာယုံလို့ပြလိုက်တဲ့ခါကျတော့မနှောတယ်မတွေ့ဘူးလား
တွေ့တာလေးကဘာသစ္စာတုံးလို့နောက်ကကြာတွေ့တာလေးကဒုက္ခသစ္စာပေါ့ဖြစ်ပြီးပြက်တာသူဘာသစ္စာဒါနဲ့သူကဒုက္ခသစ္စာဆိုတော့တရားဓမ္မတို့ဒီကကြံလုံးလေးကဘာဒါကြောင့်ပေါ်လာတာကဒုက္ခသစ္စာဘာလေးပေါ်လာပါလိမ့်လို့ကြည့်လိုက်တော့ဒုက္ခသစ္စာလေးပေါ်လာတာဘာလို့သိတာကမဂ္ဂသစ္စာကြံရင်ဒီလိုကြံမှာကွာကဲတရားဓမ္မဘုရားခင်ကိုရမေကြီးကဖြင့်တရားကျွယ်သွမ်းမှုပြောလိုက်နာမလားတရားကျွယ်လိုက်နာရမှာအားလုံးတရားတော်ဘုရားလုံးတရားဓမ္မတို့ဘုရားခင်ကိုရမေကြီးကဖြင့်အမတ္တမခင်ဗျားတို့အပယ်လေးပါးရောက်မှာသံဃာကြီးတဲ့ဒုနှပေါက်ကုန်ဖြစ်နေမှာဆိုရင်လို့ကြံတော့ကြံပါကွာကိုယ်တဏ္ဍာဖြစ်တာဘာသစ္စာတွေပေါ်ပါလိမ့်မလို့ကြံကမ်းပါဆိုတော့ကြံလိုက်ရင်ဥပဒနာဖြစ်ပြီအာယုံနဲ့တွေ့တဲ့ဖတ်တာကဘာသစ္စာဖြစ်ပြီးပြက်တာကိုဗျဒုက္ခသစ္စာပေါ့ဒါလေးဘာလေးပါလိမ့်မလို့ကြံတဲ့ကြံလုံးလေးကဘာသစ္စာဩဒါဖြင့်ဖတ်တာကဒုက္ခသစ္စာတရားဓမ္မတွေကြံလုံးလေးကဒီလိုဆိုတော့ဒုက္ခမဲ့ကဆိုတော့နောက်ကသမှုတရားတွေအခုမသိပါနဲ့ဆိုဒါဗျာပိုက်ဆံနဲ့ပေးရသလားတဲ့တရားဓမ္မတွေအပေတရားဟောမပိတ်ဘူးလားဝိနဲ့အကြံကြီးကြံနေတာခင်ဗျားတို့ပိတ်တဲ့အကြံကိုမကြံဘူးတော်ပျော်ကုန်ရတယ်ခင်ဗျားတို့အပေကိုအဓိပ္ပာယ်ကဒီရောက်ပါဗျာအပေကပိတ်တဲ့အကြံစီတော့မကြံဘူးအပေကပွင့်တဲ့အကြံစီတော့တကယ်ကျွဲသေးလို့ကြည်ပြီတကယ်သစ်တို့လည်းကြည်ပြီဥလာဘူးလည်းကြည်ပြီဘုန်းကြီးတို့တရားဓမ္မတွေလည်းကြည်ကုန်ကြပြီအပေသွားတဲ့အကြံဖြင့်လျှော့ကြပါတော့ဘယ်လိုတောင်းပါမှာလဲလျှော့ကြပါတော့တရားဓမ္မတို့ဒီဥစ္စာခင်ဗျားတို့မတော်လွန်းလို့လွန်လို့သိုးအားလွန်းလို့အိဋ္ဌာတောင်မှအိဋ္ဌာနီအပယ်သွားပြီးမှအိဋ္မယ်ဆိုတဲ့အဓိပ္ပာယ်ရောက်နေသောကြောင့်ဒီကြံစီဖြင့်လျှော့ပြောင်လျှော့ပါနဲ့အချိန်မဟုတ်ဘူးဆိုပြီးအများနဲ့ထုတ်ပါသဘောကျနဲ့အချိန်မဟုတ်ဘူးအများနဲ့ထုတ်ပါဘုရားကလည်းဥသေးချာမှာဘူးလားကြံကျင်ကာမဝိတ္တဗျာပါဒဝိတ္တဝိန္ဒဝိတ္တဆိုတဲ့ကာမအလိုဆိုတဲ့စီးပွားရေးပေါ့ဗျာဗျာပါဒဝိတ္တဆိုလို့ရှိရင်စိတ်မချလည်းမချထားကြရတာဒီကွာစိတ်မချပါမလားဆိုတဲ့အကြံစီမျိုးကဗျာပါဒဝိတ္တခေါ်တယ်ဝိန္ဒဝိတ္တကျတော့ကုံတွေကသူတို့လျှော့ချနေတယ်ကွာငါတို့ကလည်းမလျှော့ရင်ဖြစ်ဘူးပြီးမှသာလေတမျိုးလူကြီးကြံကြဆိုတော့သူတို့ချိုးမှရမယ်ဆိုတော့ဝိန္ဒဝိတ္တကောပါရက်နော်ပါတဲ့ခါကျတော့ဒီကြံစီကိုဘုရားကကြံရမယ်လားမကြံရဘူးတဲ့ကြံခြင်းရင်ငါးကဏ္ဍပေါ်တယ်တရားဘာတရားပါလိမ့်မလို့ကြံပါသဘောကျငါးကဏ္ဍပေါ်တယ်တရားအဲ့တော့ဘုရားဓမ္မတွေပဲစိတ်ရတဲ့စိတ်ကလေးပေါ်တော့အိုရတာတွေကဒုက္ခသစ္စာလေးသာကြံပလိုက်နားရင်ရောဟောနာတာတွေကဒုက္ခသစ္စာကောင်းမြန်ရင်ရောအကုန်ခန္ဓာရဲ့ပေါ်တာတွေဟူသေးပေါ်ကျင်တာပေါ်ထင်နေရှားရှားပေါ်ဒုက္ခသစ္စာကြီးပါလားလို့သာကြံနေအဲ့တော့အကြံခံရတာကဒုက္ခသစ္စာကြံညာကမဂ္ဂသစ္စာပြီးတော့သေတာကသမုဒယဖြစ်ပါတယ်သဘောကျရောက်မှာကနိရောဓသစ္စာဖြစ်ပါတယ်အကြံကောင်းတစ်ချက်ဆိုတာဒါပဲတကယ်ကျတော့သုံးနေတာဒါမဟုတ်ပါဘူးသောင်းဒီတွေကလောင်ဆောင်းမင်းရောက်တာဟိုကြံကောင်းတော့တစ်ချက်ပဲထိုးတက်လာတာပဲဖြစ်မှဖြစ်ရနေတယ်အဲ့ဒီကြံဒီကဘာမှသုံးမကြပါဘူးအပယ်သွားတဲ့ကြံဒီဆိုတာရိပ်မိကြဗလားခိုင်းဒါရင်ခွေးရဓမ္မတွေကြံကျင်ခန္ဓာကိုယ်ရဲ့ပေါ်တဲ့တရားတွေကဘာတရားပါလိမ့်မလုံးကကြံပြီးတော့လောဘလေးကပေါ်လာအဲ့ဒီမဲ့သမုဒိယသစ္စာပါလားလို့သိပြီလေဒေါသလေးပေါ်လာမင်းဒုက္ခသစ္စာပါလားလို့သိပြီမောဟလေးပေါ်လာလို့ရှိရင်မင်းဒုက္ခသစ္စာပါလားလို့သိပြီပါဘယ်စိတ်ပေါ်ဘယ်လိုသိရဒါဖြင့်ပေါ်လာတာဒုက္ခသစ္စာသိတာကအိယာသေးတယ်မဲ့ရဒကာဓမ္မတို့ဘယ်မှာမဲ့ရမလို့ခြင်းဘူးဗျအဲ့ဒါကအပေတကားပိတ်တာမို့မလို့ခြင်းဘူးခင်ဗျားတို့လည်းသုဆန်တိုင်းမပြောပါနဲ့တော့
မဟုတ်ဘူးကိုယ်ပယ်တကားကိုကိုညာနဲ့ပိတ်ရကိုယ်ပယ်တကားကိုကိုယ်တဏှာကဖွင့်တာကိုယ်တဏှာကဖွင့်တော့ကိုညာနဲ့ပိတ်ရဘယ်သူကဖွင့်ပေးကိုယ်တဏှာကဖွင့်ကဲမင်းကဒီကိယပုဂ္ဂိုလ်ကိုမင်းကအပယ်ချမလို့မင်းကဖွင့်ပေးလို့ရှိရင်တို့ကကိုညာနဲ့ပိတ်မကွာဆိုပြီးဒီလပေါ်လာတဲ့လောဘကိုဖြစ်တဲ့ရှုပလိုက်သူဖြစ်ဖြစ်ရှိဖြစ်လိုက်တယ်သူကဖြစ်တဲ့ကဘာသစ္စာညာလေးကဒီလိုဆိုတော့သူကအပယ်တကားဖွင့်မိမိညာကအပယ်တကားပိတ်လိုက်မယ်ဆိုတော့ဒကာဓမ္မတို့ကိုယ်ရေးမှာလိုချင်တဲ့အစီမဆိုင်ဘူးလားဆိုင်ပါပါရှင်းညဒါအပယ်တကားဖွင့်တာဘာသစ္စာသမုဒိယသစ္စာသဘောကျအပယ်တကားဖွင့်တာအပယ်တကားပိတ်တာကရှင်မိဒကာဓမ္မတို့အပယ်တကားဖွင့်တာကသူကပေါ်လာရင်အပယ်တကားဖွင့်မလို့လားဟဲ့ရှင်းမလားသူ့ကိုဖြစ်တဲ့ရှုနိုင်တဲ့ပုဂ္ဂိုလ်ဖြင့်ဘယ်နဲ့ဆိုကြမလဲအပယ်တကားပိတ်အဲ့တော့ဆရာဘုန်းကြီးကဒကာဓမ္မတွေခင်ဗျားတို့အပယ်တကားလည်းခင်ဗျားတို့ဖွင့်တာနော်ပိတ်ချင်လို့ရှိရင်လည်းခင်ဗျားတို့ညာနဲ့ပိတ်ရင်ပြီးတယ်ဒါဖြင့်အပယ်လေးပါးရှင်းရှင်းပြောကြပါစို့ဆိုတော့ဒကာဓမ္မတွေဒီကနေငရဲဥတည်ဒီကနေငရဲမိညှင်းရသဘောကျဒီကနေငရဲဥတည်ရင်သမုဒိယသစ္စာတည်ပြီမဂ္ဂသစ္စာနဲ့ညှိလိုက်မယ်ဆိုတော့ဒါဖြင့်ငရဲတို့ကငရဲဥတော့တည်တတ်တယ်ညှိတော့မညှိနိုင်ဘူးဆိုတော့ငရဲမိကြီးအောင်ပဲသဘောကျနေကြသလားလို့ဆိုတော့မေးဖို့ဖွင့်ရေးကြုံလားမကြုံဘူးလားဒီကရှိပဲကိုလည်းပိတ်တတ်ပလားဖွင့်ရောဟိုမပြောပါနဲ့ညာနမိတ်မရှိပါဘူးအပေကဖွင့်တာပိတ်ထိုးပါတို့တော့လည်းခမည်းတော်မှနေတိုင်းဖွင့်ရှင်းမလားရှင်းပါကဲပေကကိုတရားဓမ္မတို့ဘယ်သူကဖွင့်ပါလဲသမုဒိယသစ္စာကပေကဖွင့်ပြီခမည်းတော်ကမပိတ်တတ်တော့ဘူးဆိုလို့ရှိရင်ဖြင့်တဲ့ဒီနေ့ဘယ်နှခါပွင့်ကြတော့တကယ်တိုင်းမှာကျိုးပြီးဟင်းကြီးဖြစ်ပြီးချောင်းချောင်းဝင်ရတဲ့ဒီပဲရောက်သွားလိမ့်မဆိုးပါဘူးလားအဲ့ဒါကြောင့်ဘုန်းကြီးတို့ဒကာဓမ္မတွေဒီအပေပဲကတီဆောက်တုံလူပြေကတီဆောက်အပေကဘယ်ကနေပိတ်မလို့ဒီကဖွင့်တာပဲဗျဒီကပိတ်တာလောကီမှာပြောကြပါစို့ဆိုတော့ဒီလာရမီးတွေဒကာဓမ္မတွေဟိုးတခွန်နိုင်ငံဒိုင်ငိုကနေပိတ်လိုက်လေရတယ်တခွန်နိုင်ငံနေပြီးဒိုင်ငိုဖွင့်လိုက်လေဒီမှာလင်းတာတခွန်နိုင်ငံအချုပ်ချလို့ဆိုရင်လွယ်ပါအင်ဂျင်ရှိကိုပြသူကအင်ဂျင်ရဒိုင်ငိုရရှိတယ်ဆိုတော့ထို့သူပဲခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာအပေကားဖွင့်တဲ့တရားလည်းရှိတာအပေကားပိတ်တဲ့တရားရှိပါသဘောကျဒါဖြင့်ဒကာဓမ္မတို့ဘုန်းကြီးရှင်းအောင်ပြောပါပဲလူပြေမှာကြောင်းဆောက်တဲ့နန္ဒီယဆိုတဲ့ရှိတယ်တကားသေးမှန်ပါပါရှင်မောလည်းကြီးကဆွမ်းခံသွားတော့နန္ဒီယကမသေးသေးဘူးနတ်ပြေဘုံပေါက်ဟာမနေ့ကဆင်းမသွားတော့ဒီနေရာဘုံမရှိပါလားနောက်သမီးတွေမမြင်ဘူးယနေ့မှဒီနေရာငါဒီနေ့ကြွလာတော့မှနောက်သမီးတွေနဲ့ဘုံကြီးနဲ့ဘ누구ဟာတော့ကိုလူပြေကနန္ဒီယကြောင်းဆောက်လို့သူမလာခင်ကဘုံပေါက်နေပါတယ်ခင်ဗျာခင်ဗျားတို့ကမလာခင်ကတေဟုတ်ရပြန်ဆူထားပြီရိပ်ပြီဗလားခင်ဗျားတို့ပြုထားတဲ့အဘုဒ္ဓေကစောင့်နေတယ်မစောင့်ပဲဘူးလားအဲ့တော့ဘယ်ကနေပြီးတိဆောက်ပါလိမ့်လူပြေကနေတေဟုတ်တယ်လေရတော့လူပြေကနေပြီးဘုံပေါအောင်လုပ်ရင်ရောလူပြေကနေပြီးတေဟုတ်လည်းမရှိဘုံလည်းမရှိတဲ့နိဗ္ဗာန်ချမ်းသာကိုလုပ်ရင်ရောရတာကြီးပဲဆိုတော့ခမည်းတော်မှာအခုတော့တခုတည်းပေလိုက်ဒေဟုတ်တယ်လိုင်းကြီးလိုက်တော့ဆိုးနေတယ်ဒါသုံးမတာသုံးမသဘောပါကြဒါခမည်းတော်ကဩဒီဥစ္စာဒီကားလို့ဆိုလို့ရှိရင်ဖြစ်အောင်တို့ဆရာကောင်းကမကောင်းနဲ့တွေ့လို့ရှိရင်ဒီကနေပြီးဒီကလာပေရကပိတ်လေရတာပဲဖွင့်တော့လည်းဘယ်ကနေဖွင့်ပိတ်ချင်တော့ဒါနဲ့တကယ်သေးလူပြေဟာတော်ဟုတ်တယ်ဆရာကောင်းကမကောင်းနဲ့တွေ့ရင်ဖြင့်မတွေ့လို့ခင်ဗျားတို့မိဘရေးရနဲ့ကြီးနေကြမယ်ဆိုရင်တော့လကား
သဘောပါခိုင်းဒါဖြင့်ကြံခြင်းရံပါသစ္စာကြံရမယ်ခင်ဗျားတို့ခန္ဓာကိုယ်ရဲ့ပေါ်ကျင်တာပေါ်စာကျင်တဲ့စိတ်ပေါ်လဲဩဒါဖြစ်ပြီးပြတဲ့ဒုက္ခသစ္စာပါလားအိတ်ကျင်တဲ့စိတ်ပေါ်ရကျင်တဲ့စိတ်ကလေးပေါ်လာရင်နောက်ကဒုက္ခသစ္စာပဲဒုက္ခသစ္စာပဲဆိုတဲ့ကြံလုံးလေးလိုက်ရဲ့သိတာဒါရင်ရှိကဖြစ်ပြကပါသစ္စာနောက်ကကြံလုံးလေးကပြလို့ဆိုရင်အပေခါမြဲပိတ်ပိတ်ဘူးလားပိတ်ုံနဲ့မကပါဘူးတရားဓမ္မတို့ကြာတော့ဒီဒုက္ခသစ္စာတွေကုန်ချုပ်ပြီးနိဗ္ဗာန်မျက်မှောက်ပြုချက်ချင်းမြင်ပါလိမ့်ဒါကြောင့်ယနေ့ကစပြီးဒီကလာအိယာတဲ့ဝင်တော့မှကြံလို့ရှိရင်စင်းနေရင်းတွေချုပ်နေတဲ့ဈေးဆိုင်ကပြီးခဲ့ပြီရှိဒီနေရာမှာဖြင့်ကိုယ်ကံနာပေါ်တဲ့စိတ်တွေကိုယ်ကံနာပေါ်တဲ့ယုတ်တွေကဖြစ်တဲ့ဒုက္ခသစ္စာကြီးပဲလို့ပေါ်တိုင်းကကြံနေဖြစ်တဲ့ကဘာသစ္စာကြံလုံးကနောက်လာမဲ့သေလုံးတွေကသုတေပတိသေလွန်သွားတဲ့အခါရောက်ရမယ့်ခန္ဓာကနိရောဓသစ္စာနိဗ္ဗာန်ရှင်းမလားဩဒါအိယာတွေကနိဗ္ဗာန်သွားတယ်အိယာတွေကနေသစ္စာလေးချက်သာဒကာဓမ္မတွေတစ်ချက်အားထုတ်လိုက်လေးချက်ပါတာပါပဲဒါဖြင့်ကြံတတ်စီတတ်ဗလားဘယ်လိုကြံရမလဲတူတူပြောခင်ဗျားတို့ဒီဥစ္စာအပယ်သွားမှများကြတယ်ကျုပ်ကអော်လိုက်မယ်ပြောလိုက်ပြီရှင်းမလားအပယ်တကားပိတ်မှကြတော့ပါဇက်ထဲကမထွက်ရဘူးဘာဖြစ်လို့တော့မဲတဲ့ကသွားနေကြလမ်းမို့သွားနေကြလမ်းမို့လို့မဖုံဘူးဗျာရှင်းမလားအတော်ဆိုးနေတယ်ဒီတဲကပြလိုက်ရင်လည်းပါဆိုးကဲဒါဖြင့်ဒကာဓမ္မတို့ကိုယ်တဏ္ဍာပေါ်တိုင်းဘာသစ္စာပေါ်လေးရှိလို့အဲ့ဒီပေါ်တဲ့တရားကိုကြံလုံးလေးကလည်းဒုက္ခသစ္စာတွေကြီးပါလားဒုက္ခသစ္စာတွေကြီးပါလားလို့ကြံလုံးထုတ်ကြံလုံးထုတ်လိုက်တဲ့အခါကျတော့ပေါ်တဲ့တရားဒီပြည့်သွားတာပဲဆိုတော့ဖြစ်ပြမြင်တာပါပဲဖြစ်ပြပါသစ္စာညာလေးကသူ့နောက်ကသေးတာတွေကနောက်ကြတော့ဘုရားဓမ္မတွေသမုဒိယတွေသေးတော့နောက်ဒုက္ခမလာတာကဒီတိုင်းနဲ့ဖြစ်တာပဲဆိုတာပေါ်ကြနော်ကိုင်းတရားဓမ္မတို့ယနေ့ဒီကားလို့ဆိုလို့ရှိရင်အင်္ဂါကျက်တွေမင်္ဂလာရှိတဲ့နေ့ကြံလုံးကိုကြံလုံးဒီအလကားကြံလုံးလားဝိပဿနာအလုံးလားဆိုတာသိကြပါလားသိပါပါဗျာတခါကျွဲဒါဖြင့်ကိုယ်တဏ္ဍာပေါ်တိုင်းဘယ်တရားပေါ်ခမည်းတော်တဏ္ဍာမှာရှေးကဒုက္ခသစ္စာနောက်ကကျန်တဲ့ဒီရှေးဒုက္ခသစ္စာရှေးတရားတွေကဒုက္ခသစ္စာပါလားလို့သိတဲ့ဉာဏ်လေးနောက်ကလိုက်တာကမဂ္ဂသစ္စာရှင်းမလားဒါပြန်ဘုရားခင်ကိုရမေကြီးကမင်းတို့ကွာတဲ့ကြံရင်သစ္စာ၄ပါးကြံပါအတ္တကာမဝိတ္တဗျာပါဒဝိတ္တဝိညာဝိတ္တဒီမကြံပါနဲ့ဆိုတာအတော်ဆုံးမကြကဲဒါပြန်ဥလာဘူးကြံတတ်ပလားဘယ်လိုကြံမလို့ခင်ဗျာရှူတဲ့စိတ်ကလေးပေါ်လာတယ်ရိုက်တဲ့စိတ်ကလေးပေါ်လာသမင်းစားခြင်းတဲ့စိတ်ကလေးပေါ်လာဒီစားပြီးပြတ်တာကိုဗျစားခြင်းတဲ့စိတ်ကလေးပေါ်ပြီးပြတ်တာပဲစားဖို့မစားလိုက်ရပါဘူးသဘောကျအဲ့ဒီပေါ်တဲ့စိတ်ဟူသေးဘာသစ္စာကြီးဆိုအဲ့ဒီဒုက္ခသစ္စာကြီးတို့သိလုံးလေးကဘာပါလိမ့်အဲ့ဒါလေးကကြမ်းနေလို့ရှိရင်ကြံရမှတ်တဲ့အိယာတွေကနေပြီးခမည်းတော်ဒီအပေလေးပါးတကားပိတ်ပြီးဒီကရာအရိယာဖြစ်နိုင်ပါလေရှင်းမလားခမင်းခင်းရအသိဉ္တွေခင်းရတယ်ကိုစီနဲ့ကြော်တာနဲ့တောင်တခါသိနိဗ္ဗာန်ရောက်ပြီခန္ဓာညာလှည့်ပဲမရဘူးလားခန္ဓာတွေကလည်းဒီတိုင်းဖြစ်တဲ့တွေပါလားဆိုတော့ဖြစ်တဲ့တွေညာထဲမှာလည်းရှင်းပါရောဒီနေရာရင်တခါတော့သောတာပန်ကြည်တာရှိပါတယ်။ဒါကြောင့်ဒကာဓမ္မတို့အကြံကောင်းတစ်ချက်ဆိုတာပေါ်ဗလားဒကာကျွတ်။ဒါရင်ပေါ်တိုင်းပါသစ္စာပေါ်လေးရှိတယ်။ပေါ်တိုင်းမသိလိုက်လို့ရှိရင်ဖြင့်တဲ့ဒကာဓမ္မတို့အဝိဇ္ဇာပစ္စယသင်္ခါရမသိလိုက်သိလိုက်လို့ရှိရင်အဝိဇ္ဇာနိရောဓသင်္ခါရနိရောဓသိသိချာချာမှတ်ပါကဲဖတ်တာလေးပေါ်တယ်
တခါကျော်ရဒါလေးပါလေးပါလေးကြံလိုက်တဲ့ဘာသစ္စာတွေ့ဒုက္ခသစ္စာတွေ့ဒါနဲ့ပျောက်ပြက်တာကဒုက္ခသစ္စာပေါ်ပြီးပျောက်ပြက်တာကကြံလုံးလေးကဆိုတော့ဒကာဓမ္မတို့ဒါကအကြံကောင်းတဲ့အတွက်မပေါ်တော့ပေါ်တာပဲတဲ့ဖတ်တာလေးပေါ်တယ်မသိလိုက်တော့မသိတဲ့တရားဒီကားလို့ဆိုရင်ဒကာဓမ္မတို့ဘာပါလိမ့်မလို့မေးတဲ့ခါကျတော့ဖတ်တာပေါ်တယ်ကိုကမသိလိုက်တော့မသိတာကအဝိဇ္ဇာပြည့်စရာသင်္ခါရပြည့်စရာဟောဒကာဓမ္မတွေဒီမှာအဝိဇ္ဇာသင်္ခါရကြောင့်ဟောတာဝိညာဉ်ဆိုတဲ့အပေလေးပါဝိညာဉ်သွားပေါ်ဓမ္မလေးကပြရတယ်နဲ့မတူဘူးရှင်းညဒါပရိစ္ဆေမဟုတ်ပါအစွကစပုံပြမနေ့ကပြခုနကပြတာကအလေကစပုံပြရှင်းညလားဒါရင်ဖောက်ကပေါ်ရင်မသိလိုက်ရင်ပါဆိုကြဝိဇ္ဇာပြစ္ဆာသင်္ခါရသိလိုက်တယ်ဒါလေးကဖတ်တာလေးကဒုက္ခသစ္စာပဲလို့ညာလေးနဲ့သိလိုက်နော်သိလိုက်တဲ့အခါကျတော့ဝိဇ္ဇာနိရောဓသဘောကျဒါပေမဲ့ဧဝမေတ္တကေရတဒုက္ခခန္ဓာနိရောဓဟောတိအကုန်နိဗ္ဗာန်ရောက်တော့တာအကြံကောင်းတော့နိဗ္ဗာန်ရောက်ရှင်းညဩဒီဥစ္စာတွေလေဒီနေ့ကြံပုံစီပုံကိုထူးတယ်လေဟောလိုက်တဲ့ဖြင့်ဒကာကျွေမကြံတတ်ရင်အပယ်သွားကြံတတ်ရင်နိဗ္ဗာန်သွားမကြံတတ်ရင်ကြံတတ်ရင်ဒါဖြင့်ခင်ဗျားတို့နေအကြံထုတ်နေကြတာတကယ်ကြွေဘာရင်းများထုတ်နေဘယ်နှပင်လိန်လောက်กว่าဘယ်ရောင်နဲ့ဘယ်ရောင်ရောกว่าအမတကယ်ကြီးကသူဘိုလ်လုံးနေတာဟုတ်ဘာဘိုးပါလို့ငရဲဝကြီးဖြစ်နေတာရိပ်မိဗလားအဲ့ဒါတွေကိုယနေ့ကစပြီးဒီကလာဩလောကီဟူသေးရဖြင့်တဏှာခိုင်းလို့လုံနေတဲ့အလုပ်ပါလားဒီတဏှာငရဲဖွင့်ပေးနေတာပေါ်လာဘူးလားဒါကြောင့်တရားဓမ္မတို့ခမည်းတော်ကလည်းမသေးသေးလို့ပြင်းငင်လေးရှိတုံပြန်ပေးတယ်ဟိုခမည်းတော်ဘိုးတွေဘွားတွေအမေတွေဖေတွေပြေးကုန်ကြတယ်ကြံလုံးဒီဒုက္ခသစ္စာကြံလုံးနဲ့သေသွားတဲ့ပုဂ္ဂိုလ်ရှာမရှာလို့တာယသမီးကြံပြီးသေသွားတဲ့ပုဂ္ဂိုလ်တော့များလို့ခုခါဘယ်များနေရှာကြပါလိမ့်မလို့မေးဖို့မသိဘူးလားဘာမှမမင်းအကုန်အပယ်ကြီးပဲရိပ်မိဗလားဟောလို့ဒီကြံလုံးမလားမလားနားလေးကဲဒါဖြင့်ယနေ့ကစပြီးတို့ဒီကားလို့ဆိုရင်ဘာလေးပေါ်ဘယ်လိုကြံမလို့ပေါ်လာတာလေးကဖြစ်ပြပဲဒုက္ခသစ္စာပဲဒုက္ခဖြစ်ပြဒုက္ခသစ္စာကြံလုံးလေးကသဘောကျဒါဖြင့်ဒီဥစ္စာဒီကားလို့ဆိုလို့ချင်းကြံတတ်စီတတ်တာသမာသင်္ကပ္ပကြံလို့မြင်တာဒီသမာဓိအကြံကောင်းကသမာသင်္ကပ္ပအကြံကောင်းတဲ့အချိန်အမြင်မှန်ရတာကသမာဓိသမာဓိသမာသင်္ကပ္ပနဲ့ကြံလိုက်တော့သစ္စာဟောသည်ဖြစ်ပြပါသစ္စာဒီကအကြံကောင်းတဲ့အမှန်အမြင်ကောင်းကဘာပါလိမ့်မေဃသစ္စာဆိုတော့မဲဟာဒီကိလေသာတွေမဖြတ်ဘူးလားဒီဘုံဘဝတွေရောဒါဖြင့်ကိလေသာဖြတ်ဘုံဘဝဖြတ်လို့ရှိရင်ဒကာဓမ္မတို့သမုဒိယနဲ့ဒုက္ခချုပ်တာဘယ်နဲ့ဆိုရငါနိဗ္ဗာန်မှာရောက်ပါမလားဒီကြံလုံးနဲ့လို့မေးနေကြလို့သေးဒါဖြင့်အကြံစီပြောင်းပြစမ်းပါဦးကတိချီတယ်မကောင်းလို့ကိုယ်ရဲ့ပြောင်းမှုမကြံနဲ့အဲ့ဒါမဟုတ်ဘူးရိပ်ပြီဗလားဒါပဲကြံစီပါလိမ့်မလို့ဆိုတာရိပ်မိကြဗတိလောဘအကြံစီမှတပါကာမဝိတ္တဗျာပါဒဝိတ္တဝိဉ္ဒဝိတ္တဆိုတဲ့အကြံစီမှတပါနိဂမဝိတ္တအဗျာပါဒဝိတ္တအဝိဉ္ဒဝိတ္တဆိုတဲ့မဲ့အကြံစီနဲ့ကြံစမ်းပါလို့ပြောင်းလိုက်ပါသဘောပါလားဒါဖြင့်တခါကျရင်အသက်ကြီးမှပဲကြံမုံစီပုံနည်းလေးနည်းမှန်ရပြီတော့ငကိုကပြန်မိဘရိုးရအတိုင်းဖြင့်တခါသိတဲ့တခါကျတော့ကအကြံကြီးသမားဆိုးအောင်လားကြံကြီးတော့ဒေဟုကြီးတာပေါ့ဗျာခင်ဗျားတို့ကဟိုဒေဟုပြန်ញင်သေးလားသူ့ဒေဟုကြီးတယ်ငါဒေဟုကြီးတယ်နဲ့ပြန်ញင်သေးလားကဲဒါဖြင့်ယနေ့တရားမှာဒကာဓမ္မတို့ကြံပုံဟာဒကာသိ
မက္ကသစ္စာဖြစ်တိုင်းဖြစ်တိုင်းပြက်တိုင်းပြက်တိုင်းသိနေတဲ့ကြံလုံးလေးကဘာပါလဲဒါဖြစ်ပြကဘာသစ္စာကြံတိုင်းကြံလုံးလေးတွေကသူကြံလိုက်တဲ့အခါကျတော့အရင်လိုပရိစ္ဆေသမုပ္ပါတန်းသေးတယ်ကပြတ်ထွက်ပရိစ္ဆေသမုပ္ပါပြတ်တာဒီနိရောဓသစ္စာပရိစ္ဆေသမုပ္ပါပြတ်တာဒီဩတရားဓမ္မတို့တည်ဖို့တတ်မှာလားဒါကြံလုံးတစ်ခုတည်းနဲ့နိဗ္ဗာန်သွားဖို့သဘောဉာဏ်ရောက်ကြယနေ့ကစပြီးဘုန်းကြီးတို့တရားဓမ္မတွေအိပ်ရတယ်ဝင်တော့မယ်ဆိုလို့ရှိရင်ဖြင့်ဆရာဘုန်းကြီးမှာတဲ့အတိုင်းဘုရားမှာတဲ့အတိုင်းနေ့လေကဈေးတွေကဟာတွေစိတ်ုံတွေကဟာတွေဒီကကျွဲအိပ်ရတယ်မပါစီနဲ့နေ့လေဈေးတွေကဟာတွေစိတ်ုံတွေကဟာတွေဒီကသစ်ဘယ်လိုမှာအိပ်ရတယ်ဟုတ်မပါစီနဲ့ပါရင်အိပ်ပြောမှာမဟုတ်ဘူးပါလို့ရှိရင်အိပ်ပြောမှာမဟုတ်ဘူးဆိုတဲ့သဘောကျအိပ်မပြောတာဒီပါတော့လို့မေးတဲ့အခါကျတော့သောကနဲ့ထောလာရှင်းမလားအိပ်မပြောတာပါပါလေသဘောပါကောင်းပြီဒါဖြင့်မင်းနေရမဟုတ်ဘူးဆိုပြီးဒီကလာဒီနေရာတို့ဆရာဘုန်းကြီးခိုင်းတဲ့နေရာဘုရားခင်ကိုရမေကြီးကဒီလိုကြံစီပြီးအကြံပြောင်းရမယ်နေရာဖြစ်သောကြောင့်တောင်းတောင်းပါမှနဲ့ပဲမင်းမလာပါနဲ့ကွာလို့ထားတဲ့ချက်နမောအဲ့ရတဲ့ကနေပြီးသူကအပေရဖို့မလို့လိုက်တာမင်းတနေ့လုံးသေးကြတယ်မှာပြန်ပေရဖို့ပေးခဲ့ရတာတဏှာလောဘကနာများခဲ့ပြီတို့လည်းမင်းအပေသက်ရှိအောင်အဲ့ရတဲ့ကနေဖွင့်ပေးဦးမယ်ဆိုပြီးလိုက်တာဘလောက်များဆိုးတယ်ဆိုတာပေါ်လာအဲ့ဒါဒကာဓမ္မတွေကဘာမှမသိတဲ့ဒကာဓမ္မတွေကျတော့သူတို့ကောင်းသောရောင်းဝယ်ဖြစ်မှာပဲကောင်းတော်များချက်တယ်ဒီအိမ်ကြတာကလည်းတပါးစိတ်မှတော့မထားပါဘူးကိုရောင်းဝယ်လေးနေချင်းတွေးပြီးအိတ်လိုက်တာပါလေနည်းနည်းချင်းချင်းအမလေးတွေကဓမ္မတွေကပြောနည်းနည်းချင်းချင်းလားအများကြီးလားသဘောပါလားအမှန်မဆိုးပါဘူးလားအဲဒါဖြင့်ကြံခြင်းပါသစ္စာကြံအဲခင်ဗျားတို့ခန္ဓာပေါ်လေတွေ့ဘာတွေပေါ်လေရှိတန်ခိတ်တေနပြင်စုပါဒနဲ့ခန္ဓာပြီးဒုက္ခသစ္စာခင်ဗျားတို့တဏ္ဍာခန္ဓာ၅ပါးပဲရှိပါတယ်တဲ့အဲ့ဒါပေါ်ခြင်းတာတော့ပေါ်ပါလိမ့်မယ်ပေါ်တာဒုက္ခသစ္စာလို့ဆိုတာသုံးတဲ့ချက်ချရှင်းမလားသုံးတဲ့ချက်ချတာကမဂ္ဂသစ္စာပေါ်တာကအာရုံဒုက္ခသစ္စာကြီးပဲလို့ညာနဲ့ပေါ်တိုင်းသုံးတဲ့ချက်ချတာကကြံကျင်လို့ရှိရင်ဖြင့်ဒါဘာသစ္စာပါလဲဒါဘာသစ္စာပါလဲကြံပါကြံတော့ကြံလုံးကဘာသစ္စာလားဖြစ်မဂ္ဂသစ္စာလားဖြစ်အကြံခံရတာကအကြံဉာဏ်ကအဲ့ဒီလိုဆိုတော့အိယာတဲ့မဲ့ရဒကာဓမ္မတို့ဘယ်နေရာမဲ့ရသဘောပါကြဒါဖြင့်ခင်ဗျားတို့ဒီအိယာတဲ့မဲ့ရမယ်ဆိုလို့ရှိရင်ဖြင့်အိယာထဲမှာခင်ဗျားတို့စိတ်ပေါင်းဘယ်လောက်ပေါ်မလဲမပေါ်သေးဘူးဒုက္ခသစ္စာကြီးလည်းရှုချင်ပေါ်သေးဘူးဒုက္ခသစ္စာကြီးရှုပြီးချလိုက်တဲ့အခါကျတော့ကိုယ်မှမဲ့ပေါင်းဘယ်လောက်ရဒါပြန်မဲ့စီကိလေသာကိုတဖြည်းဖြည်းပါစေတယ်ဆိုတာသဘောကျသူအချိန်များလို့ရှိရင်ကိလေသာအကုန်မပြောက်ဘူးအကုန်ပြောက်ရင်ကိလေသာချုပ်ငိမ့်တာဘာခေါ်ကြဟောအကြံကောင်းလို့ရှိရင်နိဗ္ဗာန်ရောက်ဒကာဓမ္မတို့အကြံကောင်းရင်နိဗ္ဗာန်ရောက်တယ်ဆိုတာသိကြဗလားဒါရင်ဘုန်းကြီးဒကာဓမ္မတွေအဲ့ရထဲမှာကြံတတ်ပါဘုရားဒကာဓမ္မတွေကဒကာကျွေးကလေးတွေများအိတ်နေလို့ရှိရင်ခမည်းတော်ကများဒေါသများဖြစ်လိုက်သေးအရွယ်ကြီးတဲ့ပုဂ္ဂိုလ်ရောက်မှသူတို့ကြားစီမရှိဘူးအိမ်ရောက်ထိုးလိုက်တာပဲတို့အမြင်ကြံရတာထေဦးမှရပါမလားလို့အမလေးကြောက်ရကောင်းဖြစ်ဖြစ်အတော့မဆိုးဘူးလားအဲ့ဒါကြောင့်ဒကာဓမ္မတွေကိုခမည်းတော်ကတော့ပြန်လူကြီးကုန်ယူတာပဲစင်ကြီးကပြန်ခမည်းတော်ကြံတာဖူသေးကပြန်အပေတကားဖွင့်နေတာမဆိုးပါဘူးလားဒါဖြင့်သစ္စာကြံမှုမှတပါးလောကီကြံမှုကိုဖြင့်အဲ့ရထဲမှာလျှော့လိုက်ပါဘာလို့တော့ဆိုတော့တနေ့လုံးပဲ
အပယ်သွားဖို့အလုပ်တွေလုပ်ပြီးပေါ့တခါကျွေရညနေလေးဆစ်ထဲလို့ရှင်ညလေးဆစ်ထဲအောင်မယ်ရှင်တော်နိုင်ပါဘူးအမှန်တော့မဆိုးပါပဲအဲဒါဖြင့်ကိုယ်တဏ္ဍာပေါ်တဲ့စိတ်ဟူစိတ်ကိုဖြင့်ဘာစိတ်ပေါ်ဒုက္ခသစ္စာရှိပါပေါ်တဲ့စိတ်ဟူစိတ်မရှိပါဘူးလားဒါတော့ရှုခံရတာကရှုတဲ့ညာကအရှုခံရတာအရှုညာကအဲတော့ခမည်းတော်တန်တော်မှာဒုက္ခသစ္စာကိုမေဃသစ္စာနဲ့သိနေတော့သမုဒိယသစ္စာကအလိုလိုသိပါနိရောဓသစ္စာကလည်းသမုဒိယသာချုပ်လို့ရှင်းဖြင့်သူလာပါတော့မယ်လို့တောင်းမခံတော်လဲသူစီလာခဲ့တော့မခေါ်တော်လိခေါ်ပြီးကဲဆိုဧကံရောက်တကယ်ရောက်ရမယ်ဆိုတာဒကာဓမ္မတွေဘာမှမငြင်းမှနဲ့ရှင်းမလားဒါဖြင့်ယနေ့တရားမှာဖြင့်ဒကာတဲ့ဘာတွေဟောကြံမုံစီကုန်ဟောတဲ့တရားဘာဟောကြပါကာမဝိတ္တဆိုတဲ့ငွေရချောင်းမကြမှာနဲ့ဗျာပါဒဝိတ္တဆိုတဲ့ဒီပိကုံနေရာဖြင့်ရှုံးတော့မယ်ထင်တယ်ဆိုတဲ့ကြံလုံးတွေကိုအဲ့ဒါဗျာပါဒဝိတ္တဝိဉ္ဇဝိတ္တဆိုတာကတော့ဖြင့်ဒကာဓမ္မတွေသူတစ်ပါးချိုးဖက်ပြီးတော့မှနှိမ်နှင်းပြီးမှရောင်းမဲ့အသွားမျိုးကဘာပါလိမ့်အဲ့ဒီကြံသုံးခုလျှော့ပြီးကာလနိဂမဝိတ္တနိဗ္ဗာန်ပဲထွက်မှာကွာအဗျာပါဒဝိတ္တဆိုတဲ့သူတစ်ပါးသနာမကွာအဝိဉ္ဇဝိတ္တဆိုတော့သူတစ်ပါးကိုမငြင်းစေဘူးဆိုတဲ့ကြံစီလုံး၃မျိုးနဲ့ကြံစီရင်လည်းကောင်းတယ်ဘုံဘုအဲ့ဒါတွေကရှည်သေးတယ်သမထခတ်ဆံဆံဖြစ်နေသေးတယ်ပေါ်လာတဲ့ဓမ္မဘာသစ္စာပါလိမ့်မလဲကကြံပြီးတော့ရှင်းမလားပေါ်လာတဲ့ဓမ္မကြံတော့ဘာသစ္စာလို့တွေ့ရဩခန္ဓာကိုယ်ရဲ့ပေါ်ရသေးဒုက္ခသစ္စာသိလေသေးကသိလေသေးကဩဒီလိုဆိုလို့ရှိရင်ဒကာဓမ္မတို့အကြံကောင်းတာနဲ့နိဗ္ဗာန်ရောက်ပါဒါကြောင့်နိဗ္ဗာန်ရောက်တဲ့တရားတွေမှာသမာသင်္ကပ္ပဆိုတာအတော်ကြီးကြီးသူကြံကောင်းမှရောက်သူကြံကောင်းမှဒကာဓမ္မတို့သမာဓိဋ္ဌိထက်တယ်နော်ဒါကြောင့်သမာဓိဋ္ဌိနဲ့သမာသင်္ကပ္ပမှာဥပရိပါဏသပါဠိကပညာမဲ့ခင်တစ်ပါးกว่าဒကာတဲ့ဆိုလိုက်တယ်အကြံကောင်းမှအမှန်မြင်တာဘူးအကြံမကောင်းရင်ဒါကြောင့်ကြံတာပါဘာပေါ်လာလားခင်ဗျားတို့သဏ္ဍာန်ဘာတွေပေါ်လာလဲအဲ့တော့သမာသင်္ကပ္ပခေါင်းဆောင်လို့အကြံကောင်းနဲ့ကြံလဲလို့သမာဓိဋ္ဌိကဒုက္ခသစ္စာလို့မြင်တာဗျအကြံသမားကဒုက္ခသစ္စာလို့သိတော့အမြင်သမားကအော်ဟုတ်သားပဲလို့လိုက်သဘောကျမျက်မှန်နဲ့မျက်လုံးတို့မှတ်လိုက်စမ်းတကယ်ကျွဲ့မျက်မှန်ကောင်းမျက်လုံးဝဲတဲ့ပုဂ္ဂိုလ်မှာမျက်မှန်မကောင်းလို့ရှိရင်ပြင်မြင်လိုက်တာမြင်သေးရဲ့ဒါဖြင့်မျက်လုံးနဲ့မျက်မှန်ဒီတွဲရဲ့အကူအညီပေးကြရမျက်မှန်ကလည်းအကူအညီပေးဘူးလားမျက်မှန်ကမြင်တာလားမျက်လုံးကမြင်တာလားဒါရင်မျက်မှန်ကအကူအညီပေးသမားမျက်လုံးကမြင်မှာဒါကြောင့်နိဗ္ဗာန်သွားကြလို့ရှိရင်သမာသင်္ကပ္ပမျက်မှန်နဲ့သမာဓိဋ္ဌိမျက်လုံးမတွဲရင်ရကုန်မရဘူးရိပ်မရဒါရင်ဖြစ်ဖြစ်ကဘာသစ္စာသမာဓိဋ္ဌိသမာသင်္ကပ္ပကအကြံကောင်းတဲ့နောက်သမုဒိယတွေသေတာကသမုဒိယချုပ်တယ်သမုဒိယချုပ်လို့နောက်ခန္ဓာမလာတာကရိပ်မိဗလားကဲယနေ့ဖြင့်အိယာတွေရောက်ပြီနေဖြင့်ဒီဟာပဲကြံတော့မယ်ဆိုပြီးသုံးရရဲ့ချပြန်ညာ